ဒါရိုက်တာဂေါတန်ရာမချန်ဒရန်ရိုက်ကူးထားတဲ့2022ခုနှစ်ကထွက်ခဲ့တဲ့ဂါဂီဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။သားသမီးယုံစုံလုံးကန်ဆိုတဲ့စကားရှိတယ်။အမှန်ကမိဘနဲ့သားသမီးကြားတယ်မကဘူး။မိသည့်ဆက်ဆံရေးတိုင်းမှာမစိုးချစ်ချင်းမေတ္တာနဲ့လောဘဒေါသစတဲ့တည်ငြိမ်မှုမရှိတဲ့လှုပ်ခတ်လွန်တဲ့စိတ်တွေလွှမ်းမိုးနေချိန်မှာပဂရိရှိတရားအမှန်မမြင်နိုင်တော့ပဲမာရင်တဲ့ဆုံးဖြတ်ချက်တွေချမိတတ်တာမျိုးကတဘာဝပါစရီပါလဗီရဲ့တရုပ်ဆောင်ချက်တွေကတိတ်ပြေဆုံးတယ်ဒီကသူမဘာကြောင့်ထိတ်တန့်မင်းသမီးတယောက်ဖြစ်နေရလဲဆိုတာပြည့်စုံတဲ့အဖြစ်တစ်ခုလိုတောင်းဆိုနိုင်တယ်ကာရက်တာစုံဇက်ရုပ်စုံမှာစေးစက်ကြရာရုပ်ထင်နိုင်တာသူမရဲ့ရည်ချင်းပါပဲပထမဖခင်တပည့်ရဲရဲရင့်ရင့်တိုက်ပွဲဝင်သူနောက်အမှန်တရားနဲ့ချစ်ချင်းမေတ္တာလွန်ဆွဲရမှာနာကျင်ရတဲ့ကြားပဲရွေးချယ်ခဲ့ရတာတိတ်တဲ့ဝင်တယ်အားလုံးကြည့်ဘူးတင်ပါတယ်အရှဝါရီယာလချမီလေအဖြစ်ကူညီထားကြအောင်များအရေးတော်ပုံအောင်တော်မည်ဆေအာနာရှင်မုတ်ချအစုံတတ်တော်မည်